ကဲဒီဇလန်က1948ခုနှစ်အမေရိကန်ပြည်ထောင်စုရဲ့တရားရုံးတစ်ခုကနေစတင်ခဲ့တာပါဘန်မန်နေဂျာတယောက်ချစ်တဲ့အန်ဒီဒူဖရင်ဟာသူ့ရဲ့ဇနီးနဲ့ဖောက်ပြန်ပေါ်ကိုတတ်မှုနဲ့ဆွဆွဲခံခဲ့ရတယ်အန်ဒီကသူ့တတ်တာမဟုတ်ဘူးလို့ဘလောက်ပဲညင်းဆိုပါစေကန်ကြမကသူ့ဘက်မှာမရှိခဲ့ပါဘူးโอเคတရားသူကြီးကသူ့ကိုတစ်ထက်တစ်ကျွန်းပြစ်ဒဏ်နဲ့ကျင်းချမှတ်ပြီးရှော့ရှန်ဆိုတဲ့ငရဲကန်းနဲ့တူတဲ့ထောင်ကြီးစီပို့လိုက်ပါတော့တယ်။အန်ဒီဟာထောင်ထဲကိုစရောက်တဲ့နေ့မှာပဲတခြားအကျဉ်းသားတွေရဲ့လှောင်ပြောင်မှုကိုခံခဲ့ပေမဲ့သူကတော့တန်တိုင်တွေเจ้าမှာဘာခံစားချက်မှမရှိတဲ့လူတစ်ယောက်လိုအေးဆက်ဆက်နဲ့ငြိမ်သက်နေခဲ့ပါတယ်။ထောင်ထဲရောက်ပြီးမကြခင်မှာပဲအန်ဒီဟာ Red လို့ခေါ်တဲ့ထောင်ထဲမှာပစ္စည်းမှောင်ခိုသွင်းပေးတဲ့လူတစ်ယောက်နဲ့ယဉ်နီးသွားပါတယ်။အန်ဒီက Red စီကနေအပြင်ကဘာမှာသူဝါဒနာပါခဲ့တဲ့ကြောက်တုံးလေးတွေစစ်ဖို့အတွက်ကြောက်စစ်သူ Rock Hammer လေးတစ်ခုဝယ်ခဲ့တယ်လို့အခန်းနေရာမှာကတ်ဖို့အတွက်မင်းသမီးချော်လီ Rita Hayworth ရဲ့ပိုစတာကိုလည်းမှာယူခဲ့ပါတယ်။ဒါပေမဲ့ Shawshank ထောင်ထဲမှာအန်ဒီဟာ The Sisters လို့ခေါ်တဲ့လူမိုက်အုပ်စုရဲ့ရဲရဲဆက်ဆက်နှိပ်စက်တာကိုအကြိမ်ကြိမ်ခံခဲ့ရပါတယ်။ဒါပေမဲ့အဲ့ဒီလိုအမောင်တို့တဲ့ကြားထဲမှာအန်ဒီဟာသူ့ရဲ့ဉာဏ်ပညာကိုသုံးပြီးထွက်ပေါက်ရှာဖို့ကြိုးစားခဲ့ပါတယ်။ဒီနေ့မှာတော့ထောင်အမိုးပေါ်မှာစိတ်တုံနေတော့ထောင်ဆောင်ဘူကြီးဟက်လီရဲ့အခွန်ပြဿနာကိုအန်ဒီကကူညီဖြေရှင်းပေးလိုက်ရကနေသူ့ရဲ့ဘဝကတစစ်ချိုးပြောင်းလဲသွားပါတယ်။အန်ဒီဟာထောင်ပိုင်ကြီးနော်ဒန်ရဲ့ငွေစရင်းတွေကိုကင်တွယ်ပေးရတဲ့ပညာရှိအကျဉ်းသားဖြစ်လာခဲ့တယ်လို့အကျဉ်းသားတွေအတွက်စာကြည့်တိုက်တစ်ခုကိုလည်းနှစ်ပေါင်းများစွာကြိုးစားပြီးတည်ထောင်ပေးခဲ့ပါတယ်။အန်ဒီဟာထောင်ထဲမှာအော်ပရာသချင်းတွေဖွင့်ပြပြီးအကျဉ်းသားတွေကိုခဏတာဖြစ်ဖြစ်စိတ်လွတ်လပ်ခွင့်ပေးခဲ့လို့တိုက်ပစ်ခံရတာမျိုးလည်းရှိခဲ့ပါတယ်။သူက Red ကိုအမြဲပြောလိရှိတာကညှော်လင့်ချက်ဆိုတာကောင်းတဲ့အရာပဲအကောင်းဆုံးအရာတွေဟာဘယ်တော့မှမတည်ဆုံးဘူးဆိုတာပါပဲဒါပေမဲ့နှစ်ပေါင်း20ကြာတဲ့အခါမှာတော့သူ့ကိုလွတ်မြောက်စေနိုင်မဲ့တတိအစစ်အမှန်တစ်ခုပေါ်လာပါတယ်အတိရောက်လာတဲ့ထော်မီဆိုတဲ့ကောင်လေးကအန်ဒီရဲ့ဇနီးကိုတတ်ခဲ့တဲ့လူသက်သမားအစစ်အကြောင်းပြောပြလိုက်တာပါဒါဟာအန်ဒီရဲ့အတွက်လင်းလက်လာတဲ့အလင်းနှန်းတစ်ခုပဲနဲ့ထောင်ပိုင်ကြီးနော်တန်ကတော့သူ့ရဲ့ငွေမဲစည်းရင်းတွေကိုဖုံးကွယ်ဖို့အတွက်ထော်မီကိုတပ်ပြစ်လိုက်ပြီးအန်ဒီကိုလည်းထောင်ထဲမှာပဲတသက်လုံးပိတ်လောင်ထားဖို့ဆုံးဖြတ်လိုက်ပါတယ်။အဲ့ဒီအချိန်မှာအန်ဒီဟာလုံးဝမျောလင့်ချက်ကုန်သွားပုံရပြီး Red ကိုထူးဆန်းတဲ့မာဒန်စစားပြီးပြောခဲ့ပါတယ်။ငါအခန်းထဲကထွက်သွားရင်မင်းရှင်တန်ဖို့ကြိုးစားမလားတေဖို့ပြင်ဆင်မလားဆိုတာပဲရှိတော်တယ်လို့ပြောခဲ့တာပါကဲနောက်တဲ့နေ့မနက်မှာတော့ထောင်လုံးအန်အတန်ထွာရပါတယ်အန်ဒီဟာသူ့ရဲ့အခန်းထဲမှာမရှိတော့ပါဘူးတကယ်တော့အန်ဒီဟာလွန်ခဲ့တဲ့နှစ်ပေါင်း20လုံးရက်စီကဝယ်ခဲ့တဲ့ကြောက်စစ်တူလေးနဲ့သူ့အခန်းနေရန်ကမင်းသမီးပိုစတာနောက်ွယ်မှာတွင်တူးနေခဲ့တာပါသူဟာမိုးကြိုးပစ်တဲ့အတန်းကိုအတုံးချပြီးရေစိုးပိုက်လိုင်းကြီးကိုရိုက်ခွဲကအနက်အသက်ဆိုးလာမိလာပိုက်ထဲကနေမိုင်ဝတ်ကျော်တွားပြီးလွတ်မြောက်သွားခဲ့ပါတယ်အန်ဒီဟာထောင်ပိုင်ကြီးရဲ့ငွေတွေကိုဘဏ်ကနေအကုန်ထုတ်ယူပြီးမက္ကဆီကိုကိုထွက်ပြေးသွားတယ်လို့ထောင်ပိုင်ကြီးရဲ့မကောင်းမှုတွေကိုလည်းသတင်းစာစီပို့ပေးခဲ့ပါတယ်။ဆက်သင်းမှာတော့ထောင်ကနေလွတ်လာတဲ့ Red တွေရောက်အန်ဒီမာခဲ့တဲ့နေရာလေးမှာရှားဖွေရင်းကနေတငယ်ချင်းနှစ်ယောက်မက္ကဆီကိုကမ်းခြေတစ်ခုမှာပျော်ရွှင်စွာပြန်လည်ဆုံတွေ့ရင်းနဲ့ဒီဇလန်လေးကပြီးဆုံးသွားပါတယ်ဗျာ။